လောကသားတို့အတွက်မြတ်ဗုဒ္ဓဤချိုးပန်းခြင်းလောကသားတွေအတွက်မြတ်ဗုဒ္ဓဟာဘာတွေချိုးပန်းအခုထုတ်ခဲ့တယ်လဲဆိုတာသိရှိနားလည်ဖို့အများနားလည်ထားတဲ့မြတ်စွာဘုရားတရားတွေကိုကဲတင်နေဆိုတဲ့နေရာဘယ်လိုကဲတင်တာလဲလောကသားတွေရဲ့အကျိုးအတွက်ဆောင်ရွက်တာဟာအရေးကြီးဆုံးကဘယ်အရာလဲလို့လောကလူသားတွေကတော့ရွေးချယ်မယ်ဆိုရင်တော့ဘဝတာတစ်ခုအသက်ရှင်ဖို့အတွက်ကဲတင်နေဆိုရင်လည်းပဲကြီးမားတဲ့ကဲတင်မှုလို့အောင်းမိကြလိမ့်မယ်ဆင်းရဲမွဲတေနေတဲ့ဘဝကချမ်းသာကြွယ်ဝလာအောင်မဆမယ်ဆိုရင်လည်းကဲတင်တယ်လို့ပဲအောင်းမိကြမကျမ်းမာယောဂရနေတဲ့အခြေအနေကချမ်းချမ်းမာနဲ့ယောဂကင်းပြီးစိတ်ရှင်လန်းမှုကိုပေးနိုင်လို့ရှိရင်လည်းကဲတင်တယ်လို့ပဲအောင်းမိကြမြတ်စွာဘုရားကဲတင်တယ်ဆိုတာအဲ့ဒီတဲ့အရေးကြီးတဲ့ကဲတင်မှုလို့ဒီလိုမှတ်ဘယ်လိုနည်းနဲ့ကဲတင်တာလဲဆိုရင်တရားတွေကိုမှန်ကန်တဲ့တရားဟောပေးတာဒါကဲတင်ခြင်းပဲအမှန်တရားကိုသိရှိမှတရားတွေရဲ့ချမ်းသာဒုက္ခဆိုတာရေရှည်ရနိုင်တယ်ဟောတဲ့တရားကလွဲမှားလို့ချမှတ်တဲ့လမ်းကြောင်းကမှားယွင်းနေတယ်ဆိုရင်အဲ့ဒီတရားတိုင်းလိုက်နာကျင့်ကြံကြိုးကုန်မယ်ဆိုရင်ဒုက္ခတွေရောက်မယ်ချမှတ်တဲ့လမ်းကြောင်းကလွဲမှားတဲ့လမ်းကြောင်းကြီးဖြစ်နေလို့ရှိရင်လည်းဒုက္ခတွေဖြစ်မှာပဲအဲ့တော့မြတ်စွာဘုရားဟာသွားခါတလို့ခေါ်တဲ့မှန်ကန်တဲ့တရားဓမ္မကိုဟောပြခြင်းဖြင့်တရားတွေရဲ့အကျိုးကိုဆောင်ရွက်တာလေတရားတွေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတာလူတိုင်းမသေးအောင်လုပ်ပေးတာမဟုတ်ဘူးလူတိုင်းစီးပွားချမ်းသာတွေတိုးတက်အောင်လုပ်ပေးတာမဟုတ်ဘူးလူတိုင်းကျန်းမာအောင်လုပ်ပေးနိုင်တာမဟုတ်ဘူးလုပ်ပေးနိုင်တာကတော့မှားရင်းနေတဲ့လမ်းကြောင်းပေါ်ရှောက်လန်းနေတဲ့ပုဂ္ဂိုလ်တွေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးခြင်းမျှတာဖြစ်တယ်ဒါဟာလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့အကျိုးပန်းချက်ပဲလမ်းမှမောရှောက်လန်းတဲ့အခါမှာထိုလမ်းကြောင်းမှန်ပြီဆိုတော့မှကောင်းကျိုးချမ်းသာတွေဟာရေရှည်ဖြစ်နိုင်မယ်ပေါ့သို့မဟုတ်ရင်ကောင်းကျိုးချမ်းသာတွေရေရှည်မရနိုင်ဘူးဒီကနေ့လောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းချက်အပိုင်း26မှာမြတ်စွာဘုရားဟာအာလဝီပြည်ကိုသွားပြီးတော့အာလောကမင်းကြီးရဲ့အာလဝီပြည်ကအာလဝကဘုရင်ကြီးရဲ့သားတော်လေးဘာမသိညာမသိနဲ့သေဆုံးပြီးသူ့မှာရှိတဲ့ပါရမီကုသိုလ်တွေဟာအသုံးမဝင်တော့တဲ့အနေအထားမျိုးရောက်ပြီးတော့ဆင်းရဲတဲ့လက်မဲ့အရေးမြတ်စွာဘုရားဟာလမ်းညွှန်မှုပြုကဲတင်ခဲ့တာတခုအဲ့ဒီအကြောင်းတစ်ခုကိုမှတ်သားကြဖို့အလုံးသိကြတဲ့အတိုင်းအာလောကဘိလူကြီးဆိုတာအလွန်စိတ်ချမ်းကိုချမ်းအဝိဓမ္မကျမ်းတဲ့ဘိလူကြီးစိတ်ထက်နူးညံ့ပျော်ပြောင်းပြီးတော့သူတော်ကောင်းကြီးဖြစ်အောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောပြောပြသနာပါချပေးနိုင်ခဲ့တယ်အလွန်ချမ်းတဲ့ဘလူကြီးရဲ့စိတ်တွေဟာတညတာအတွင်းမှာပဲသိမ်မွေးနူးညံ့သွားတယ်နောက်ဆုံးမှာခက်ထန်တဲ့မျက်လုံးတွေဟာမေတ္တာမျက်လုံးအဖြစ်သို့ရောက်ပြီးဘယ်သူကိုပဲကြည့်ပြုံးရှင်ပြီးတော့ကျင်နာတဲ့မျက်လုံးတွေနဲ့ကြည့်နိုင်အောင်မြတ်စွာဘုရားကတရားပြသဆုံးမပေးခဲ့တာဒါလောကသားတွေရဲ့အကျိုးအတွက်ပဲအဓိကကတော့အာလဝကဘီလူကြီးရဲ့အကျိုးအတွက်ကိုမြတ်စွာဘုရားစွမ်းစမ်းတမန်ဆောင်ရွက်ပေးခဲ့တယ်သူ့ရဲ့အကျိုးအတွက်ဆောင်ရွက်ပေးခြင်းအပြင်အာလဝီပြည်ကလူတွေတနေ့တယောက်ဘီလူကြီးကိုဆက်တာခြင်းခံနေရတဲ့အဖြစ်ဆိုးအိမ်မက်ဆိုးကြီးကလည်းပဲလွတ်မြောက်ပြီးတော့သွားကြတယ်အဲ့ဒီနေ့မှာလူစားထိုးเสียမရှိသည့်အတွက်ကြောင့်
မွေးဖွားခါစဖြစ်တဲ့အလူကြီးဘုရင်ကြီးရဲ့သားတော်လေးမင်းသားလေးဟာဘာမသိညာမသိနဲ့ဘလူစားခံရဖို့အတွက်ဘလူရဲ့လက်ထဲအထက်ခံရတဲ့အချိန်ပဲပေါ့ဒီကလေးငယ်လေးဟာဘာမှမသိပဲနဲ့ဘလူစားခံရမယ့်အခြေအနေမျိုးမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာကဲတင်လိုက်ရုံမြမကမှန်ကန်တဲ့လမ်းကြောင်းပေါ်ဒီကလေးလေးသိတတ်လာတဲ့အချိန်မှာတင်ပေးခြင်းအပြင်တဏှာဩကလွတ်ဖို့ထီအောင်အခွင့်အရေးရသွားပြီဘုရားရဲ့ဥပဒကတွေထဲမှာထင်ရှားကြော့ကြားတဲ့ဥပဒကတူဖြစ်ပြီးသာသနာတော်မှာချီးကျူးရတဲ့ပုဂ္ဂိုလ်တူဖြစ်လာခဲ့သူဟာချီးကျူးရတဲ့ပုဂ္ဂိုလ်မှန်ကန်တဲ့လမ်းကြောင်းပေါ်တက်လှမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာသူ့ရဲ့နောက်လိုက်နောက်ပါတွေဟာလည်းပဲသူ့နီးတူပဲမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်ပြီးတော့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေအတိုင်းကျင့်ကြံကြိုးကိုအားထုတ်ကြလို့အနာဂံအဆင့်ထိအောင်ရောက်ရှိပြီးတော့တန်တရားဝဆင်းရဲကလွတ်ဖို့အရေးမှာမဝေးတော့တဲ့အချိန်ကိုရောက်ရှိပြီးတော့သွားကြတယ်အဲ့ဒီမင်းသားလေးဟာအာလောကဗိလူကြီးကိုမြတ်စွာဘုရားဆုံးမလို့အာလောကဗိလူကြီးသောတာပန်ဖြစ်သွားလို့စိတ်နှလုံးအေးချမ်းပြီးမေတ္တာမျက်လုံးပိုင်ရှင်ဖြစ်တဲ့အချိန်လေးမှာမေမုရဏေကအာလောကဗိလူကြီးရဲ့ဗိမာန်ထဲရောက်လာပြီးတော့ဆက်သကြအဲ့ဒီလိုမင်းသားလေးနဲ့ထမင်းတူလာပြီးတော့အာလောကဗိလူကြီးစားဖို့ဆိုပြီးတော့နတ်တင်တာပေါ့လေဟောအဲ့ဒီလိုတင်ဆက်တဲ့အချိန်လေးမှာအာလောကဗိလူကြီးဟာသူများအသက်ကိုဘယ်တော့မှမတတ်တော့တဲ့သောတာပန်ပုဂ္ဂိုလ်မျိုးတရားကိုမိမိအသက်တဲ့ယုံကြည်မြတ်နိုးတဲ့ပုဂ္ဂိုလ်မျိုးကိုကျင့်သီလကိုကိုယ်အသက်တဲ့လေးစားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတဲ့အခါကျတော့မင်းသားလေးကိုလက်မခံလို့ဘူးသူများအသက်မတတ်တော့ဘူးမင်းသားလေးပေါ်မှာအကျဉ်းနာမျက်လုံးနဲ့ကြည့်တော့မြတ်စွာဘုရားကလက်ခံခိုင်းလိုက်တယ်အာရဝကဗိလူကြီးလက်ထဲကိုထည့်လိုက်ခါတိုင်းကအလွန်ရက်ဆက်တဲ့ဗိလူကြီးရဲ့လက်ကျမ်းကြီးဟာအဲ့ဒီနေ့မှာတော့မင်းသားလေးကိုတယူတရပွေပြီးတော့စားဖို့နေသာနော်မင်းသားလေးကိုအကျဉ်းနာမျက်စိနဲ့ကြည့်ပြီးတော့မြတ်စွာဘုရားကိုလှူတယ်သူကမင်းသားလေးကိုမြတ်စွာဘုရားလက်ထဲကိုလှူလိုက်တာအဲ့ဒါဟာဘုရားမြတ်စွာလောကသားတွေအတွက်ကျိုးပန်းအထုတ်ခဲ့တဲ့အတွက်ကြောင့်အသက်ချမ်းသာရာရသူကမြတ်စွာဘုရားကိုလှူတဲ့အခါမှာသူပြောတဲ့စကားလေးတွေကအင်မတန်မှသိမ်မွေ့ပြီးတော့ဂုဏ်ရှိတရေရှိတဲ့စကားမျိုးလေးတွေပေါ့နော်သူဘာပြောတော့ဆိုမြတ်စွာဘုရားကိုလှူတဲ့အခါလေးမှာဣမံကုမာရံတတပုံညလက္ခဏာတတပုံညလက္ခဏာဆိုတာရာပေါင်းများစွာသောပါရမီပုံရိပ်အမှတ်တစိတ်တွေနဲ့ပြည့်နေတယ်ဒီမင်းသားလေးဟာရုပ်အဆင်းကိုကြည့်လိုက်ရင်လည်းကြည်လင်အေးမြပြီးတော့လှပတယ်တင့်တယ်လူတွေရဲ့တဏ္ဍာမှာဒီကုသိုလ်ပုံရိပ်တွေဆိုတာပေါ်နေတာလူတိုင်းမှာကံကြမ္မာပုံရိပ်တွေရှိတယ်ပေါ့အကုသိုလ်များခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ကံကြမ္မာပုံရိပ်ကတစ်မျိုးကုသိုလ်ကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ကံကြမ္မာပုံရိပ်ကတစ်မျိုးလူတွေမှာသိတာတချို့အကုသိုလ်များတဲ့ပုဂ္ဂိုလ်ရဲ့ကံကြမ္မာပုံရိပ်တွေကြတော့မျက်လုံးမပါလာတာတို့နားမကြားတာတို့ဆွမ်းအားနားမကြားဖြစ်တာတို့အယုတ်ဆိုးအကြည်တန်းတာတို့ခြေပြတ်လက်ပြတ်တို့ဟောဒါမျိုးတွေဖြစ်လာကံကြမ္မာပုံရိပ်ကလည်းတယောက်နဲ့တယောက်မတူဘူးပြုံးလို့မရတဲ့မျက်နှာပိုင်ရှင်ဖြစ်တာတို့နော်တချို့မျက်နှာဟာလူတွေထဲမှာရှိတယ်လေဘယ်လို့မှပြုံးလို့မရတဲ့မျက်နှာမျိုးလည်းရှိတယ်အဲ့ဒါလို့
ကံကြမ္မာပုံရိပ်ဘဝမှာဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအယုတ်ဆိုးကြီးထန်ပြီးပြုံးရွှင်တဲ့မျက်နှာမရှိဘူးမျက်လုံးကလည်းမေတ္တာမျက်လုံးမရှိဘူးအဲ့ဒါလို့အယုတ်ဆိုးအကြီးတန်းတဲ့ဘဝရောက်တာဟာကိုလုတ်ခဲ့တဲ့ကံကြမ္မာပုံရိပ်ရဲ့အမှတ်တစိတ်တွေပဲပေါ့ဒီမင်းသားလေးကျတော့အဲ့လိုမဟုတ်ဘူးတတ္တပုံညလက္ခဏာများစွာသောကုသကံရဲ့ပုံရိပ်တွေသူ့မှာထင်းနေတယ်မျက်လုံးလေးကလည်းလှတယ်အဆင်းကလည်းလှတယ်ကိုယ်လည်းအင်္ဂါခြေတွေလက်ခြေအင်္ဂါတွေကလည်းပြည့်ဖြိုးတယ်ဘယ်လိုပဲကြည့်ကြည့်မျက်နှာအဆင်းကြည့်လိုက်လဲပြုံပြုံရွှင်ရွှင်နဲ့မေတ္တာမျက်လုံးကြည်လင်အေးချမ်းကြည့်တဲ့လူလူတိုင်းကထိုမင်းသားလေးကိုကြည့်လိုက်ရရင်စိတ်ချမ်းသာမှုတွေဖြစ်သွားအဲ့ဒါလို့အနေထားရှိတဲ့မင်းသားလေးကိုတတ္တပုံညလက္ခဏာရာပေါင်းများစွာသောကုသိုလ်ကောင်းမှုရဲ့အမတ်တစိတ်တွေပေါ်လွင်ထင်ရှားနေတဲ့အဲ့ဒါကိုထင်ရှားအောင်ထပ်ပြောတယ်တပ်ဖင်ခုပေတံလူတွေမှာရှိရမယ့်အင်္ဂါရပ်တွေလေပြည့်ပြည့်စုံစုံရှိတယ်လက်ချေအစင်းတွေလှပတယ်အကုန်အင်္ဂါရပ်တွေပြည့်စုံတယ်ပရိပုံဏပြစ္ဆနာအသေးစိတ်ခန္ဓာကိုယ်ရဲ့အင်္ဂါရပ်တွေနဲ့လည်းပြည့်စုံတယ်အဲ့ဒါလို့ပြည့်စုံတဲ့ဟောဒီမင်းသားလေးကိုအယုတ်ဆိုးအကြီးတန်းကြီးမဟုတ်ဘူးလူလောကမှာထားเสียမကောင်းတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမြင်လိုက်တာနဲ့အလုံးကချစ်ခင်เสียကောင်းတဲ့ဒီမင်းသားလေးကိုဥဒက္ခစိတ်တော်သူမနောတရာမိတေတပည့်တော်ဟာအာတက်တယောဝမ်းမြောက်ဝမ်းသာဖြစ်ပြီးမြတ်စွာဘုရားအားလှူဒန်းပါတယ်ဒီမင်းသားလေးကသူပေးဖို့သူစားဖို့အတွက်ဆက်တခံရတဲ့မင်းသားလေးပဲခါတိုင်းလို့ဆိုရင်တော့စားပလိုက်ပြီပေါ့ခုချိန်မှာတော့ဒီမင်းသားလေးကိုသူမစားရတော့ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုဝမ်းမြောက်ဝမ်းသာချီနူးစွာနဲ့မင်းသားလေးကိုလှူဒန်းပါတယ်လို့မြတ်စွာဘုရားကိုလျှောက်ပြီးလှူလိုက်တာလှူလိုက်တော့မြတ်စွာဘုရားကဘာအမိန့်ရှိတုံးဆိုဟာသူကလှူတဲ့အခါမှာသူဘာပြောလိုက်တုံးဆိုတော့ပဋိက္ခဟလောကဟိတာယသက္ခုမမျက်စိအမြင်ရှိတဲ့မြတ်စွာဘုရားလောကရဲ့အကျိုးစီးပွားလုံးဟာဟောဒီမင်းသားလေးကိုလက်ခံတော်မူပါလို့ဒီမင်းသားလေးကိုအာလဝကပိလူကြီးကသူ့လက်နဲ့လက်ခံပြီးမြတ်စွာဘုရားလက်ထဲကိုထည့်ပြီးလှူလိုက်တယ်အဲ့ဒါလို့လှူလိုက်တဲ့အချိန်မှာမြတ်စွာဘုရားကဆုပေးလိုက်တာမင်းသားလေးအတွက်ဆုပေးတာဒီဃာယူကောဟောတုအယံကုမာရောဒီမင်းသားလေးဟာအသက်ရှိပါစေဒီဃာယူကောဟောတုရှိလျားသောအသက်ရှိပါစေမင်းသားလေးအတွက်ဒီမင်းသားလေးဟာဘလူစားခံရခြင်းမှလွတ်မြောက်လာလို့အသက်ရှိပါစေလို့မြတ်စွာဘုရားကဆုပေးပြီးလှူဒန်းတဲ့အာလဝကပိလူကြီးကိုလည်းတုဝောစယက္ခဒုက္ခိတောဘဝဟိအာလဝကပိလူမင်းလဲချမ်းသာဒုက္ခရပါစေလို့မြတ်စွာဘုရားကဒီလိုဆုပေးတယ်အဖြာဒိတာလောကဟိတာယတိဋ္ဌတာမင်းသားလေးရောအာလဝကပိလူပါနှစ်ဦးနှစ်ဝယောဂါတွေခင်းရှင်းပြီးတော့လောကရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်ဖို့အသက်ရှိကြပါစေဟောမြတ်စွာဘုရားလောကဟိတယတိဋ္ဌတာလူတွေဟာဘဝမှာအသက်ရှင်နေတယ်ဆိုတာအများအတွက်အကျိုးဖြစ်အောင်အများအတွက်အကျိုးဖြစ်ရမယ်နံပါတ်1ကိုယ်အတွက်အကျိုးဖြစ်တယ်နံပါတ်2ကိုယ်မိသားစုအတွက်အကျိုးဖြစ်မယ်နံပါတ်3ကိုယ်မျိုးအတွက်အကျိုးဖြစ်မယ်နံပါတ်4ကိုယ်နိုင်ငံအတွက်အကျိုးဖြစ်ရမယ်ဟောလောကအတွက်အကျိုးဖြစ်စေရလောကအတွက်ကျမ်းစာမှန်နဲ့ကောင်းကျိုးပြုနိုင်ဖို့မင်းတို့ရှင်သန်ကြပါစေလို့မြတ်စွာဘုရားကအဲ့လိုဆုပေးပြီးတော့ဘာနဲ့ပြောလိုက်တော့ဆိုအယံကုမာရောတရဏမုပေတိဗုဒ္ဓံ
ဒီကလေးလေးဟာခုချိန်ကစပြီးတော့ဖရာကိုစိတ်ကကိုးကွယ်သူတရဏမူပေတိဓမ္မံတရဏမူပေတိတန်ခါဓမ္မကိုစိတ်ကကိုးကွယ်တယ်တန်ခါကိုစိတ်ကကိုးကွယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီလို့မြတ်စွာဘုရားကတကယ်တော့ဒီမင်းသားလေးဟာအလွန်ငယ်နေသေးတယ်အလွန်ငယ်သည့်အတွက်ကြောင့်ဖရာဆိုတာလည်း तू မသိဘူးတရားဆိုတာလည်း तू မသိဘူးတန်ခါဆိုတာလည်း तू မသိသေးဘူးသို့တော်မြတ်စွာဘုရားကအယံကုမာတော့ဒီမင်းသားလေးဟာဗုဒ္ဓမြတ်စွာဘုရားကိုဓမ္မံတရားကိုတန်ခါတန်ခါကိုတရဏံကိုးဝေယဟူ၍ဥပေတိစိကပ်ပေးပြီးစိကပ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီလို့မြတ်စွာဘုရားကမိန့်ကြားလိုက်တာအလွန်အဓိပ္ပာယ်ရှိတယ်ပေါ့ဒီကနေ့ကစပြီးမင်းသားလေးကိုမြတ်စွာဘုရားကဘုရားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိကပ်မဟုတ်လေမြတ်စွာဘုရားရဲ့အစွမ်းတကူကြောင့်ဘိလူစာခံရခြင်းကလွတ်သွားတယ်အဲ့တော့မြတ်စွာဘုရားရဲ့အရေးတရားရဲ့အရေးတန်ခါရဲ့အရေးအောက်မှာသူအေးချမ်းတာယာမှုကိုရရှိတော့တရဏဆိုတာဘုရားတရားတန်ခါဆိုတဲ့ဘေးကင်းရာကိုသူခိုလုံမိပြီလို့ဒီလိုဆိုလိုတာပဲခိုလုံမိတာဒါကိုတရဏကို refuge လို့ပြန်တယ်ခုခေတ် refuge ဆိုတာနော်ဒုက္ခရောက်လို့ကိုယ်နေအိမ်ကနေထွက်ပြေးပြီးတော့ခိုလုံတဲ့နေရာတွေကို refuge ခိုလုံတဲ့လူတွေကိုခေါ်တော့ refuge ဆိုတာဘေးရန်တွေကလုံခြုံတဲ့နေရာဘုရားတရားတန်ခါဟာဘေးရန်ခတ်တဲ့ကလုံခြုံတဲ့နေရာအဖြစ်မင်းသားလေးဟာရောက်ရှိသွားပြီလို့မြတ်စွာဘုရားကဒီလိုမိန့်လိုက်ပြီးမင်းသားလေးကိုလက်ခံလိုက်တယ်ဘုရားလက်ထဲရောက်သွားပထမအာလဝီမင်းကြီးရဲ့မင်းချင်းယောက်ျားတွေဟာမင်းသားလေးကိုပွေ့ပြီးတော့အာလဝကလက်ထဲထည့်အာလဝကကဘုရားကိုလှူတယ်အာလဝကလက်ကနေပြီးတော့ဘုရားကိုလှူလိုက်တော့ဘုရားလက်ထဲရောက်လာတခါမြတ်စွာဘုရားကဘုရားလက်ထဲမှာရှိတဲ့ကလေးလေးကိုသူဟာဘုရားရိပ်တရားရိပ်တန်ခါရိပ်အောက်မှာရောက်ရှိသွားပြီလို့မိန့်ကြားပြီးတော့ဒီကလေးလေးအသက်ကြီးအောင်အသက်ရှည်အောင်မွေးဖို့ကျွေးဖို့အတွက်မင်းချင်းယောက်ျားတွေကိုပြန်ပြီးတော့အနှင်းလိုက်တယ်ဟောအဲ့ဒါလို့မင်းချင်းယောက်ျားတွေကမင်းချင်းယောက်ျားတွေရဲ့လက်ကနေပြီးတော့အာလဝကဘီလူရဲ့လက်အာလဝကဘီလူရဲ့လက်ကမှဖျားလက်ကနေပြီးတော့မင်းချင်းယောက်ျားတွေရဲ့လက်ဆိုပြီးတော့သူဟာလက်ကူးပြောင်းပြီးတော့မင်းချင်းယောက်ျားတွေစီပြန်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ဒီမင်းသားလေးကိုဟထကလို့ခေါ်တာနော်ဟထဆိုတာလက်ပဲကဆိုတာတလက်ကနေတလက်ပြောင်းသွားတဲ့မင်းသားလေးလို့ဒီလိုနာမည်ပေးထားတာပေါ့အာလဝီမင်းကြီးရဲ့သားတော်ဖြစ်သောကြောင့်အာလဝကတလက်ကနေတလက်ကူးပြောင်းပြီးတော့အသက်ရှင်တာဖြစ်သောကြောင့်ဟထကလို့ခေါ်တယ်အဲ့ဒီလိုပြောမယ်ဆိုရင်ငယ်စဉ်ကတည်းကမြတ်စွာဘုရားကိုလှူထားလို့ခဏခေတ်စကားနဲ့ပြောမယ်ဆိုရင်ဘုရားရဲ့မွေးစားသားလို့ပြောရမှာပေါ့နော်ဒါကိုအကြလို့လားမသိဘူးတချို့လူတွေကတော့ဘုန်းကြီးတွေမွေးစားဖို့ကလေးလေးတွေနေမကောင်းတဲ့ကလေးတွေကိုပေးတယ်ပေးတာကသူတို့ပတ်စံရခြင်းတော့ရောင်းတာနော်ရောင်းတဲ့အခါကျတော့ပတ်စံအများများမရဘူး20တို့အစိတ်တို့50တို့100တို့နဲ့ရောင်းတာဆိုတော့ဟိုဘုန်းကြီးကဝယ်ရတာနဲ့တူတယ်ကလေးရောင်းကျင်လို့ဆိုအမှန်ကတော့အဲ့ဒါလို့မဟုတ်ဘူးနော်တကယ်ကတော့ဖရာရိပ်တရားရိပ်တန်ခါအရိပ်အောက်ခိုလုံဖို့ရလောက်ရမှာသာဖြစ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘုန်းကြီးကိုရောင်းတယ်ဆိုပြီးတော့ကျမကြီးမကောင်းတဲ့ကလေးလေးတွေဆိုတခါတလေအဲ့လိုရောင်းထားတာတချို့ကလည်းချမ်းချမ်းမှန်မှန်အသက်ရှည်ဖို့ဆိုပြီးတော့ဘုန်းကြီးတွေကြွလာရင်လမ်းကိုအဲ့တော့သိပ်ထားပြီးတော့ကလေးလေးကိုကြော်လိုက်ပါဗျာကြော်လိုက်ပါဗျာကြော်စေချင်တာသူတို့ကလည်းမတော်တဆများခြေကြော်လက်ချော်ဖြစ်ပြီးလဲမယ်ဆိုရင်ကလေးလေးဒုက္ခရောက်အောင်မယ်ခလုတ်တိုက်ပြီးလဲဒုက္ခရောက်မှာအန္တရာယ်များတယ်အဲ့ဒါကိုသူတို့ကဘုန်းကြီးတွေကြော်သွားတော့အန္တရာယ်ကင်းတယ်လို့အောင်းမိတ်
နော်အန္တရာယ်ကင်းတယ်လို့အောက်မေ့ပြီးတော့လှုပ်ကြတယ်တကယ်ကအန္တရာယ်ကင်းနိုင်တယ်ဆိုတာဟာဘုရားကုံတရားကုံသံဃာကုံနဲ့အာယုပြုပြီးတော့ကုသိုလ်ဖြစ်အောင်လုပ်မှအန္တရာယ်ကင်းမှာနော်ဘုန်းကြီးကကြော်ယုံနဲ့တော့အန္တရာယ်ကင်းမှာမဟုတ်ဘူးဘုန်းကြီးကကြော်သွားတာလမ်းဘေးမှာအများကြီးပဲမွေတွေလည်းကြော်တာပဲတိရစ္ဆာန်တွေလည်းကြော်တာကြော်တိုင်းသာအသက်ရှင်ရမယ်ဆိုလို့ရှိရင်ပွဲစိတ်တွေအသက်ရှိကုန်မှာပေါ့နော်ဟိုတခါတလေကျတော့ယုတ်တိမရှိလားမရှိလားကြည့်အောင်ယုတ်တိမရှိတာဆိုရင်မလုပ်ရဘူးဒါ reasonable လို့ခေါ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အသိယုတ်တိရှိရလားဆိုတာဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အခုကြည့်လေမင်းသားလေးကိုမြတ်စွာဘုရားကိုလှူလိုက်တဲ့အခါမြတ်စွာဘုရားကဒီကာယုကောဟောတိအယံကုမာရောမင်းသားလေးအသက်ရှိပါစေဒါမေတ္တာစကားအကျဉ်းနာစကားနဲ့မြတ်စွာဘုရားတုံ့ပြန်တာမြတ်စွာဘုရားရဲ့အကျဉ်းနာစကားပြောတာပြောပြီးတော့ဒီမင်းသားလေးဟာလောကအကျိုးအတွက်ဘဝမှာယက်တည်နိုင်ပါစေလို့ပြောတယ်တတိယမြောက်ကြတော့ဒီမင်းသားလေးဟာဘုရားရိပ်တရားရိပ်တန်ခါရိပ်ဘုရားတရားတန်ခါကိုစိတ်ကကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီလို့ဟောရလို့မိတ်တာအဓိပ္ပာယ်အမှန်တမ်းရှိပေါ့ဒါကမှအဓိပ္ပာယ်ရှိတယ်လို့ရလို့ဒီလိုပြောနော်ကလေးရောင်းသွားပြီးတော့ပြန်ယူသွားတာပဲလေအေးအမျိုးစုံလူတွေဟာစိတ်ကူးရတယ်လို့လောက်ကြတာပေါ့အဲ့တော့ဒီဟတ္တကမင်းသားလေးဟာအလွန်ငယ်စဉ်အချိန်ကလေးကမြတ်စွာဘုရားလက်ထဲမှာရောက်ရှိသွားတဲ့ကလေးလေးဖြစ်တယ်မြတ်စွာဘုရားကမင်းကြီးယောက်ျားတွေကိုပြန်ပြီးတော့ဒီကလေးလေးအသက်ကြီးအောင်မွေးအရွယ်ရောက်လာပြီဆိုရင်ငါစီကိုပို့လို့မှာလိုက်တယ်မှာလိုက်တော့ဒီမင်းသားလေးဟာနတ်တော်မှာပဲပြန်ပြီးတော့မိဘနှစ်ပါးရဲ့လက်အောက်မှာကြီးပြင်းလာအသက်အရွယ်ရောက်လို့နားလည်တဲ့အချိန်ရောက်တဲ့အခါကျတော့ပြောပြကြတာပေါ့သူ့ရဲ့ပေတွင်းကလွတ်ခဲ့ပုံဘလူးစာကျွေးခံရပုံအဲ့ဒီနေ့မှာဘလူးကြီးဟာအကျဉ်းနာတရားတွေပြေဝပြီးတော့မျက်ရည်ကျပြီးမင်းသားလေးကိုဖျားလှူပုံမြတ်စွာဘုရားလက်ထဲကနေမင်းသားမင်းကြီးမင်းသားတွေရဲ့ဒီမြတ်စွာဘုရားရဲ့လက်ထဲကနေပြီးမင်းမှုရန်တွေရဲ့လက်ထဲကိုပြန်ရောက်လာပုံအဲ့ဒါလို့အသက်ရှင်လာရပုံတွေကိုပြန်ပြောင်းပြီးတော့ပြောပြတဲ့အခါမှာဒီကလေးလေးစဉ်းစားကြည့်ပေါ့သူတီးတတ်တဲ့အရွယ်ရောက်တဲ့အခါကျတော့အော်ငါဘဝဟာအလွန်အန္တရာယ်ကြီးတာပါလားအလွန်အန္တရာယ်ကြီးတာကံကြီးလို့တာငါမသေးတာလို့ဆိုပြီးတော့သူဟာဘဝမှာတန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ဖို့စိတ်ဝင်စားလာဒါကြောင့်မလို့မြတ်စွာဘုရားကြောင်းသွားတရားဓမ္မတွေနာအဲ့ဒါလို့နာရင်နဲ့အရွယ်ရောက်လာတဲ့အခါကျတော့သူဘာဖြစ်သွားတော့ဆိုသောတပန်တဂရကနောက်ဆုံးမှာအနာဂံအဆင့်ထိရောက်သွားတယ်နော်ပထမသောတပန်ဖြစ်သွားတယ်သောတပန်ဖြစ်ပြီးတော့တဂရကံဖြစ်တယ်အနာဂံဖြစ်တယ်အဲ့ဒါလို့သူ့ဘဝမှာမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာရင်ကျင့်သုံးရင်းနဲ့ကနေပြီးတဆင့်ပြီးတဆင့်ဆင့်မြင့်ပြီးတော့တရားဓမ္မတွေသိပြီးတော့သွားအဲ့ဒါကသူ့အတွက်မှာတန်ဖိုးအရှိဆုံးအရာဖြစ်တယ်ဟောတေတွင်းကလွတ်တာကပထမတေတွင်းကလွတ်ပြီးတော့မှန်ကန်တဲ့တရားလမ်းကြောင်းပေါ်ကိုရောက်ရှိလာတာကဒုတိယကတန်ဖိုးမဖြတ်နိုင်တဲ့အခြေအနေတစ်ခုရောက်လာတယ်နောက်ဆုံးအရွယ်ရောက်လာတဲ့အခါကျတော့သူဟာမင်းသားဆိုတော့သူ့ရဲ့နောက်လိုက်နောက်ပါတွေရှိတယ်အဲ့ဒီနောက်လိုက်နောက်ပါတွေကိုသူကလိမ္မာအောင်ယဉ်ကျေးအောင်သူ့နီးတူမှန်ကန်တဲ့ဓမ္မလမ်းကြောင်းပေါ်ရောက်အောင်သွန်သင်ပြသဆုံးမပေးတတ်တယ်ဒါကြောင့်မို့လို့သူ့နောက်လိုက်နောက်ပါတွေဟာတကယ်ကိုလူတော်လူကောင်းတွေဖြစ်ပြီးသူ့ပေါ်မှာလည်းအလွန်လေးစားကြတယ်သူ့နောက်ဟာဥပဒကသူ့ရဲ့နောက်လိုက်နောက်ပါခြံရံ900တောင်မှရှိတယ်အဲ့ဒီ900လုံးဟာအမှန်တမ်းစီးလုံးညီညွတ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးအလုံးဟာသူ့မျက်နှာကိုကြည့်ပြီးတော့
သူစကားနားထောင်ကြတဲ့ပုဂ္ဂိုလ်ကြီးပဲသူပြောမှဒီပြောကြတယ်အလုံးဟာသူ့ရှိမှဆိုတိတ်ဆိတ်ပြီးတော့အင်တမယူသည်လေးစားကြတယ်အဲ့ဒါလောက်ထိအောင်သူဟာသူ့ရဲ့နောက်လိုက်နောက်ပါတွေပေါ်မှာဩဇာညောင်းတယ်လို့ကြောက်တဲ့အနေနဲ့ဩဇာညောင်းတာမဟုတ်ဘူးဒီချစ်ခင်လေးစားတဲ့အနေနဲ့နောက်လိုက်နောက်ပါတွေဟာသူ့ကိုလေးစားကြတာတဲ့အဲ့ဒါဘာကြောင့်ဒီလိုဖြစ်ရတာတုံးလို့ဆိုသူ့ရဲ့ဒီစွမ်းဆောင်နိုင်မှုကအလွန်ထက်မြက်ကျန်တဲ့လူတွေနဲ့မတူလူတွေကိုစုစည်းဆုံးမဩဝါဒပေးတဲ့နေရာမှာ organize လုပ်တဲ့နေရာမှာထူးချွန်တခါတော့ကမြတ်စွာဘုရားစီတရားနာဖို့အကြောင်းကိုလာတိုင်းပေါ့သူ့နောက်မှာပါလာတဲ့လူတွေကလည်းပဲအမှန်တမ်းယဉ်ကျေးလိမ္မာပြီးသူ့ကိုလေးစားကြအဲ့ဒီလိုသူ့ပိဋကဟာအလွန်စိတ်ကန့်ကြမြတ်စွာဘုရားစီလာပြီးရှိခိုးဝှချတော့မြတ်စွာဘုရားကတွေ့တယ်အဲ့ဒီမှာတွေ့တဲ့အခါမေးတယ်ဟတ္တကာတဲ့မင်းပိဋကတွေကတဲညီညွတ်ကြတာပဲဘယ်လိုများဆုံးမထားတာတော့ဒီပိဋကတွေကိုဘယ်လိုများစုစည်းထားတာတော့လို့မြတ်စွာဘုရားကမေးတဲ့အခါကျတော့သူဖြေခဲ့တာလေးကရှင်ဘုရားတဲ့တပည့်တော်တခြားနေမဟုတ်ပါဘူးတဲ့မြတ်စွာဘုရားတပည့်တော်ကိုသင်ပေးတဲ့ဟောထားတဲ့သင်္ဃဝတ္ထုတရား၄ပါးစီယုံရေးတရား၄မျိုးအတိုင်းတပည့်တော်လိုက်နာကျင့်သုံးတာပါတဲ့သင်္ဃဝတ္ထု၄ပါးဆိုတာဘာကိုခေါ်တာတော့ဆိုရင်ဒါနပေကံခြင်းပေယဝိဇ္ဇကျင်နာတဲ့စကားကိုပြောဆိုခြင်းအထစရိယာတစ်ဖက်သားရဲ့ကိစ္စကိုအကျိုးတရားကိုအကျိုးကိုဆောင်ရွက်ခြင်းကျင့်သုံးခြင်းနဲ့တမာနတ္တတာကိုယ်နဲ့ဓာနုထားဆက်ဆံခြင်းလို့ဒီလို၄မျိုးရှိတယ်အဲ့ဒါကိုသင်္ဃဝတ္ထု၄ပါးလို့ခေါ်တယ်မိသားစုတိုင်းမှာဒီအချက်၄ချက်တိုင်လိုက်နာဖို့လိုအပ်တယ်မလိုက်နာဘူးဆိုရင်တဦးမေတ္တာတဦးမှဆိုတာမရနိုင်တတ်ဘူးတဲ့လောကမှာအသင်းဖွဲ့တွေဆိုရင်လည်းဒီ၄ခုနဲ့ပြည့်စုံရမယ်အချင်းချင်းပြန်လည်လက်ဆောင်ပေးတာမျိုးပေးတာကမ်းတာလုပ်ရမယ်တဲ့ပေးကမ်းလို့ရှိရင်လူတွေရဲ့မေတ္တာစိတ်ကိုဆွတ်ဆောင်ပေးရရောက်တယ်ပေါ့ဟောပေးလိုက်ကမ်းလိုက်တာနဲ့ပဲလူဟာတူပေါ်တူစိတ်ဟာယဉ်နှိမှုပိုရသွားတယ်ဒါမို့ပေးကမ်းခြင်းဟာအရေးကြီးတယ်လို့နောက်တစ်ခုကပေးကမ်းရုံနဲ့တည်းမရသေးဘူးတချို့ကြတော့ပေးတော့ပေးတယ်စကားပြောတာကမာကြောတယ်ဆိုရင်လေရှင်နဲ့နှလုံးထဲမှာသူကအခုအခန့်ဖြစ်သွားတတ်တယ်ဒါကြောင့်မို့စကားပြောလို့ရှိရင်လေရှင်ကျေးလိမ္မာတဲ့စကားကျင်နာတဲ့စကားမျိုးပဲပြောရမယ်ရိုင်းဆိုင်မာကြောတဲ့စကားမျိုးမပြောရဘူးတခါစဉ်းစားကြည့်လေမိဘနဲ့သားသမီးမိဘတွေကကိုယ်သားသမီးကိုဒီဘလောက်ပဲချစ်သားသမီးကခက်ကြမ်းကြမ်းမိဘကိုပြန်ပြောလိုက်ရင်မိဘရဲ့စိတ်ထဲမှာအမတန်မှအောင့်သွားတတ်တယ်ဆိုတာရှိတယ်လေရှင်ထဲမှာအောင့်သွားတတ်တယ်အဲ့ဒါကြောင့်မလို့စကားပြောဆိုတာအမတန်မှဆင်ခြင်ရတယ်တဦးနဲ့တဦးတိမ်မွေ့ယဉ်ကျေးစွာပဲပြောရမယ်ကျင်နာတဲ့စကားမျိုးသာပြောရမယ်မပြောဘဲနဲ့ရိုင်းဆိုင်ပြောမိသွားပြီဆိုရင်မေတ္တာခန်းချောက်သွားနိုင်တယ်ဒီလိုဆိုတာပေါ့အခုခံဖြစ်သွားတယ်အေးတချို့ကြတော့ကျင်နာတဲ့စကားပြောရုံနဲ့မလုံလောက်ဘူးကိစ္စဝိစ္စရှိရင်မနေစိမ့်ရဘူးသူကိစ္စရှိဝိုင်းလို့ကိုကိစ္စရှိဝိုင်းလို့ကိုကိစ္စသူကိစ္စလို့ခွဲခြားပြီးတော့မနေဘဲနဲ့လုပ်ပြီးဥပမာမဲ့အိမ်အောင်တဲ့ဇနီးမောင်နှံဆိုလို့ရှိရင်တချို့ကြတော့ရှိတယ်လေတွက်ကတ်တယ်ဒါငါအလုပ်မဟုတ်ဘူးနင်းအလုပ်နိဗ္ဗာန်နဲ့လုပ်ဆိုတာမျိုးတွေရှိတတ်တယ်အဲ့ဒါလို့မဟုတ်ဘူးကိုအားနေတယ်ဆိုလို့ရှိရင်သူ့လို့ကိုလို့မဟုတ်ဘူးဝိုင်းလုပ်ပေးတယ်ဟောဝိုင်းလုပ်ပေးလို့ရှိရင်ပို့ပြီးတော့ချစ်ခင်မှု
မေတ္တာရှိမှုဆိုတာမေတ္တာနှောင်ကြိုးပို့ပြီးတော့မြဲလာနိုင်တယ်ပေါ့အဲ့ဒါကိုဆိုလိုတာသမဏတ္တတာအဋ္ဌစရိယနောက်တစ်ခုသမဏတ္တတာဆိုတာလူတွေကကိုယ့်ကိုအထင်သေးအမြင်သေးဆက်ဆံလို့ရှိရင်မကျေနပ်ကြဘူးအထင်သေးတဲ့စကားအပြောခံရင်လူရဲ့မာနဆိုတာတက်လာတတ်တယ်ဒါကြောင့်မို့လို့ look down မလုပ်အောင်ထင်သေးမြင်သေးဘယ်တော့မှမဆက်ဆံရဘူးသူများကိုဆက်ဆံပြီဆိုရင်ကိုယ်နဲ့ဓာတ်နုထားပြီးဆက်ဆံနိုင်ရမယ်လို့အဲ့ဒါသင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ်အဲ့တော့ဟတ္တကမင်းသားလေးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ဟာအရှင်ဘုရားဆုံးမထားတဲ့သင်္ဃဝတ္ထုတရား၄ပါးအတိုင်းတပည့်တော်လိုက်တာကျင့်သုံးတာပါတဲ့သူတို့ပေါ်မှာအဲ့မှာသူလျှောက်ပုံလေးကတချို့ကဗျာတဲ့ပေးတာကမ်းတာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဆိုရင်တပည့်တော်ပေးကမ်းတယ်ပြီးရင်အဲ့ဒီလူတွေကကိုပြောတဲ့စကားနားထောင်ဟုတ်တယ်ညမစကားမှလည်းရှိတယ်မို့လားပေးကမ်းခြင်းသည်အောင်မြင်ရအိတ်တယ်လေပေးရင်ရတာပဲဘလောက်ခက်ခဲတဲ့ကိစ္စပဲဖြစ်ဖြစ်ပေးတာလေးပါလာလို့ရှင်အောင်သွားတာတွေများတယ်မို့လားအဲ့ဒါကြောင့်မလို့ဒါနဆိုတာဟာပေးကမ်းမှုဟာအောင်မြင်မှုကိုဖြစ်ပေါ်စေတယ်တချို့ကပေးကမ်းတာတန်ဖိုးမထားဘူးစကားပြောရင်ချိုချိုပြောတာတာပြောတာကြိုက်တယ်ဆိုတဲ့ပုံကိုယ်တွေကြတော့တပည့်တော်ကချိုချိုတာတာပြောပြီးဆက်ဆံတယ်တဲ့နောက်တစ်ခါတချို့ပုံကိုယ်တွေကြတော့ချိုချိုပြောချိုချိုတာတာပြောတာလည်းဒီလောက်အလေးမထားဘူးကိစ္စဝိစ္စရှိရင်ဝိုင်းဝန်းပြီးတော့ဆောင်ရွက်တာကိုပြီးရင်ပြီးလှုပ်ပေးတာကိုသဘောကျတဲ့ပုံကိုယ်တွေကိုတပည့်တော်ကသူတို့ရဲ့အကျိုးကိစ္စဝိုင်းဝန်းပြီးတော့ဆောင်ရွက်ပေးပါတယ်နောက်တစ်ခါတချို့ကြတော့ကိစ္စဝိစ္စဆောင်ရွက်ပေးတာတဲ့ကိုနဲ့ဓာတ်ဥထားပြီးတော့ဆက်ဆံတာကိုပိုကြိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့တပည့်တော်ကကိုနဲ့ဓာတ်ဥထားပြီးတော့ဆက်ဆံပါတယ်လို့လူတွေဆိုတာကိုယ်ကိုပခုံးချင်းရှင်းလိုက်ရင်မကြိုက်ချင်ဘူးလေမကြိုက်ချင်တဲ့အခါကျတော့ကြံတဲ့လူကိုကိုယ့်အောက်မှာပဲထားချင်ကြတယ်ကိုနဲ့ရှင်းလာလို့ရှိရင်ပုတ်ထုတ်ကြတယ်မေတ္တာလူရဲ့တဘာဝကိုပြောပြတာနော်အဲ့တော့ကိုနဲ့ဓာတ်ဥထားနိုင်အောင်ကြိုးစားတယ်တပည့်တော်အဲ့ဒီလိုသင်္ဃဝတ္ထုတရား၄ပါးနဲ့လူတွေကိုတပည့်တော်ရဲ့နောက်လိုက်တွေကိုစီယုံလို့အခုလိုညီညွတ်တာတဲ့နောက်တစ်ခုကတော့ဗျာတဲ့တပည့်တော်မှာသူတို့လေးစားလောက်အောင်ချမ်းသာကြွယ်ဝမှုရှိတယ်ဟုတ်တယ်ဒါလည်းလူသေးတယ်နော်ချမ်းသာကြွယ်ဝမှုဆိုတာလေဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုလူတွေကသိနားထောင်ကြဘူးချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စကားဆိုရင်နားထောင်ပြီးတော့သူကဘုရင်သားလေမင်းသားဆိုတော့မင်းသားရဲ့စကားဖြစ်လို့နားထောင်ကြတယ်တာမန်ပုဂ္ဂိုလ်ရဲ့စကားဆိုလဲနားထောင်ကြမှာမဟုတ်ဘူးပေါ့အေးသူ့မှာဘဝကပေးထားတဲ့စီးစိမ်ဥစ္စာတွေရဲ့မင်းသားဖြစ်နေမှုရဲ့အဲ့ဒီအကြောင်းတရားတွေကြောင့်လဲသူ့ကိုအလုံးကလေးစားကြတာပါသင်္ဃဝတ္ထုတရား၄ပါးနဲ့စီယုံယုံနေမကဘူးမိမိကိုယ်တိုင်ကချမ်းသာကြွယ်ဝမှုကြောင့်တပည့်တော်ကိုလေးစားကြတာပါလို့ဒီလိုလျှောက်ဘူးတယ်မြတ်စွာဘုရားအဲ့လိုလျှောက်လို့သူပရိသတ်ကိုအားရလို့မြတ်စွာဘုရားကဘာသာရေးနဲ့ပတ်သက်ပြီးတော့ထူးချွန်တဲ့ဥပဒက10ယောက်ဥပဒက10ယောက်ကိုထူးခြားတဲ့ခုံကြီးတွေဖွဲ့ပေးတာတွေပေါ့ခုခေတ်တော့မဏိဇောတာတို့ဘာလို့ပေးတာပေါ့နော်ဘုရားလက်ထက်ကတော့ဧတဒက္ခဆိုတဲ့အထူးချွန်ဆုံးဆိုတဲ့ဖွဲ့တွေပေးတဲ့အခါမှာဒီဟတ္တကအလာဝကမင်းသားကစီယုံရေးမှာထူးချွန်တဲ့သူ့ကိုနေရာကိုမြတ်စွာဘုရားကပေးခဲ့တယ်အဲ့ဒီပေးတာနဲ့ပတ်သက်ပြီးတော့စာပေကျမ်းကမှာဘယ်လိုပြောတော့လို့ဆိုနော်စတုဟိသင်္ဃဝတ္ထုဟိပရိတံသင်္ကနန္တာနံဒီမိမိရဲ့နောက်ပါပရိသတ်တွေကိုသင်္ဃဝတ္ထုတရား၄ပါးဖြင့်ချီးမြှောက်ပြီးတော့စီယုံနိုင်တဲ့ဥပဒကတွေထဲမှာတဲ့ဒီဟတ္တကအလာဝကမင်းသားဟာထူးချွန်ဆုံးပဲလို့သက်စွာဘုရားဒီလိုပေးတယ်စတုဟိသင်္ဃဝတ္ထုဟိပရိတံသင်္ကနန္တာနံယတိတံဟတ္တကောအာလဝကော
Hataka Sore Alawi Menaha Maybe break that now like now body. Then I would do the Aleva Susi Chimian and the Yamaro, two children. I don't lose your beauty long and look for it. No, Peter Canale, a jobu long and the Gube. Ludego Chojo Tanda Piocha Sasana Hale, a jobu long and the Gube. Kesa Wesa Shinoshi, one won't go need Sonya Pedale, a jobu long and the Gube. Mimi Kodu Tandu Tabiro, Sasana Haleve, a jobu long and the Gube. Tilusora. Ero Sasan Yene Padaviro, common as Sasan Yesra, Tilichan at Jesoma, no? Tilegunet Sasanya Lusora Mumushi, the Joa Pera Jaide, Pera Jai, Pera Net Sasan. The Joa Pera Lene Matavu, Chojo Dada Biora, Lene Tai, Chojo Dada Biobi Sasan. The Joa Pera Leutavu, Chojo Dada Biora, Leutavu. A logisa, Bola Lucian, two cases, Kokisa, Manivene, one song yet Pera, the water, Leneta. Any book of Mujaro, two cases, one song yet Pera. Eat the Chojaro, Hama Malochan Lee. No, go attend Damien, Sassana, Majagu. Erelo, Majadi, Dredam, Konet, Hanu Tabiro, Sassana man. Horror, Ludigo, Sucide. Sassana Badavio, Yeba, Charlie Jeppe. Go net lobo Kamedi Websisi, go Midazu, a dreamer Websisi. A damn point the Kujama Websisi. Yaguedu Yagueda Jama Websisi. Velu Websisi. Lusera, a damn point needed Poguri Chelo. A damn point the bomber, Hori Lemio net Sassana me look to Lusora, no? Era let don't be cheap as solution. Two charted on your moody, Yalama, three charted ball. Two charted on your mood. That yes of Yago Ranga. Tilly Checo. Lumu Sasaye, Padavido. On your net, Lumu Sasaye, Nine, Hojata. Think how to their labor organization, Domo Susis, Susu Sisi Pia. So yet, Kadeke Mazoe, abounding. A fire seedy, comedy, Tariha, Tilly Chendeve, Sassan Dome solution. Mimidoye, a damn fue. Omni Mave, the child. Chibanto de la Mave. Yes, of Yaga, Blauti, the debate solution. Tilly have Blau Yechi de Surare. Slema, Slepe, Jumatre on. Navan Zong Sura Kanlabia Tanjong the Ku Teta Eri Navan Zong Kari Jaro Napo, no? Paying with Jumatre Sota Napo Eri Sleveni, my Jumatre on Navan Zong ha, Yichi the Lue Luloka Jiha, Salabi, Jipa Dotet, Shendan Nevo, Tilija, Yichi Zong to the horror in Yazabia. Now the debate Miva Websisi Hori Leche Swim Piet Nime Solution Tadami Jojesu Kama Mofu A Maybe Damawe Hori Leche A Don't Chavi Tadamigo Masio Naimuso Tadami Jojesu Kandayama Mofu to the Bior, no? Ero Evidama Yeji de Look Soloi. Did they go to their labor? Chama Hojage Biraha, Loka Daru, yes of Yaya, Chuba, Ato Chepe. The Lanja on the Shaolame solution, Jiwa to the Nine, to the Surapot, no? Ero di Mina Leha, Akulu, Omian Georgiavi, Tuha, Anaga Sentia, the other one in it, the other Damian Yadwar. Ero to never the Biro, yes of Yaga, do it. Two charges, a ye chen in the Badabiro, hotter shit. Every two charges, a ye chen, too much music. Hadaga Minali, a two charges, a ye duation mu. Every ye duation musura. Lurai Luraya, maybe to Tanama Yashi on Josalu Ya.
လူတွေရဲ့အရေးချင်းဆိုတာအမှန်တမ်းအရေးကြီးတာပေါ့အဲ့တော့ဟဋ္ဌကမင်းသားလေးရဲ့အံ့ဩဖွယ်ရကောင်းတဲ့ထူးခြားတဲ့အရေးချင်း၈မျိုးဆိုတာဘာလဲလို့ဆိုနံပါတ်1ကတထာလို့ဆိုတဲ့ယုံကြည်မှုထက်သန်တယ်သူမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုလုံးဝလက်ခံတယ်ယုံကြည်တယ်ကုသိုလ်တရားပေါ်မှာစိတ်ဝင်စားတယ်တရားစွမ်းအားတွေမြင့်မားတယ်လို့ဟောယုံကြည်ခြင်းတရားတရားရှိတဲ့နေရာမှာသူကထူးချွန်တယ်ဒါကတစ်ခုနောက်တစ်ခုကဘာလို့ဆိုသီလဝါသူကကိုချင်းသီလအမှန်တမ်းကောင်းတယ်အနာဂံဖြစ်သွားတဲ့အခါမှာ၅ပါးသီလတော့၅ပါးသီလပဲတမ္မန်ပုဂ္ဂိုလ်တွေစောင့်တဲ့၅ပါးသီလကခုနကဆိုသွားတဲ့ထဲမှာကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဆိုတယ်ကာမဂုဏ်ကိစ္စတွေမှာမမယင်လှုပ်ခြင်းမှရှောင်ခြင်းပါတယ်လို့အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဟုတ်တော့ဘူးအပြမစရိယာဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဆိုတာနော်ဗြဟ္မစရိယပင်စမလို့ခေါ်တယ်ဒီသိက္ခာပုဂ္ဂိုလ်ဗြဟ္မစရိယပင်စမ၅ပါးသီလတော့၅ပါးသီလပဲကာမေတုမိစ္ဆာစာရနေရာမှာအပြမစရိယအိမ်တော်ဘဝနဲ့မနေဘူးလို့အိမ်တော်တဲ့ဘဝမှာမနေဘူးဒီလိုဆိုလိုတာပေါ့နော်မြင့်မြတ်တဲ့အကျင့်နဲ့ဒါကြောင့်မလို့ဒီပြိဋ္ဌထဲလဲပါခြင်းပါမှာပေါ့အိမ်တော်မပြုတ်တဲ့အမျိုးသားတွေတို့အိမ်တော်မပြုတ်တဲ့အမျိုးသမီးတွေတို့ဘာဝတိလာကိုကာမေတုမိစ္ဆာစာရာလို့မဆောက်တည်ပဲနဲ့အပြမစရိယာဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဆောက်တည်လို့ရတယ်နော်ဒါကိုဗြဟ္မစရိယပင်စမသိက္ခာဘုလို့ခေါ်တယ်အပြိုလူပြိုတွေလည်းပဲဆောက်တည်လို့ရတယ်အဲ့ဒါလို့အိမ်တော်မရှိတဲ့ပုဂ္ဂိုလ်တွေကကာမေတုမိစ္ဆာစာရာလို့ဆိုစရာမလိုဘူးဘလို့ဆိုရမလဲအပြမစရိယာဝေရမဏိသိက္ခာပရံဟောပုံမြင့်သွားတယ်နော်အနာဂံဖြစ်သွားပြီဆိုရင်အိမ်တော်ရှိတောင်မှအပြမစရိယာဝေရမဏိသိက္ခာပရံသမာရိယာမိဆိုတာကိုစောင့်တည်တယ်တဲ့ဒီဟဋ္ဌကမင်းသားလေးဟာအဲ့ဒါလို့အနာဂံဖြစ်သွားတဲ့အခါမှာအပြမစရိယာဝေရမဏိသိက္ခာပရံသမာရိယာမိဆိုဗြဟ္မစရိယပင်စမသိက္ခာဘုတ်ကိုမကျိုးမပေါက်မပြောက်ကြအောင်ထိမ့်သိမ့်ဆောက်ရှောက်တဲ့နေရာမှာထူးချွန်တယ်လို့ဒီလိုပြောတာဟောနောက်တစ်ခုကဘာတော့ဆိုရင်ဟိရိမာမကောင်းမှုအကုသိုလ်တွေကသူကအမြဲတမ်းရှက်တယ်ဆက်ဆုပ်တယ်မဟုတ်တာဘယ်တော့မှမလုပ်ဘူးမဟုတ်တဲ့အလုပ်တွေဆိုလို့ရှိရင်ဆက်ဆုပ်တယ်ဥတ္တပိမဟုတ်တဲ့အလုပ်တွေလုပ်ရမှာကြောက်တယ်အကုသိုလ်တွေလုပ်ရမှာကြောက်တယ်ဆိုရက်ဥတ္တပိဆိုရက်ဥတ္တပဆိုရက်ခုံကြီးရှင်းရှိတယ်နောက်တစ်ခုကတော့ဘဟုတုတ္တမြတ်စွာဘုရားဟောကြားတဲ့တရားတွေနဲ့ပတ်သက်ပြီးသူကတော်တော်များများလေးလံလိုက်စားထားလို့ဘုရားဟောတဲ့တရားတွေအများကြီးကြားနာထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘဟုတုတ္တကျွယ်ဝတယ်လို့သူတို့ဆိုနောက်ဂုဏ်ကြီးချင်းတစ်ခုကတော့ဘာတော့စာခဝါအနှမျောမရှိဘူးသူရှိတဲ့ပစ္စည်းကိုဘယ်သူကလာပြီးတော့တောင်းသို့မဟုတ်သူရှိတဲ့ပစ္စည်းကိုခွဲဝေသုံးဆောင်မှုအတွက်သူဟာအမြဲတမ်းဆေးကြောပြီးသားလက်ရှိတဲ့ပုဂ္ဂိုလ်ပိလူချင်းစွန့်ကြဲဝေဖန်ခြင်းမှာသူကစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ပျော်မွေးတဲ့ပုဂ္ဂိုလ်စွန့်လွတ်မှုဆိုတဲ့စာကားနဲ့ပြည့်စုံတယ်တဲ့နောက်တစ်ခုကျတော့ပညာဝါသဘာဝတရားတွေနဲ့ပတ်သက်ပြီးတော့အမှန်သိတယ်ရုပ်တရားတန်တရားတွေကိုအမှန်သိတယ်အမှန်သိသည့်အတွက်ကြောင့်မိမိတို့တဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါးငါဆိုတဲ့အတွေ့သူမှမရှိဘူးငါဟာဆိုတဲ့အတွေ့မရှိဘူးသဘာဝတရားတသက်မြတ်တာလို့လည်းသိတယ်အဲ့ဒီသဘာဝတရားတွေရဲ့ဖြစ်မှုပြက်မှုဆိုတာတွေကိုလည်းသိတယ်ကိလေသာတွေကိုဖယ်ရှားနိုင်လောက်အောင်သူ့ရဲ့အသိပညာထက်မြက်တယ်နောက်ဆုံးမှာဩရံပါကိယတန်ရောစဉ်၅ပါးလို့ဆိုတဲ့တက္ကရာဒိဋ္ဌိခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးမှားယွင်းတဲ့အမြင်တွေကိုဖယ်ရှားနိုင်တယ်သီလပဒပရမတ္တမှားယွင်းတဲ့အကျင့်တွေနဲ့ပတ်သက်ပြီးအကျင့်သီလနဲ့ပတ်သက်ပြီးမှားယွင်းစွာသုံးသပ်မှုဆိုတဲ့မိစ္ဆာဒိဋ္ဌိမှလည်းကင်းလွတ်တဲ့ဝိသိကိစ္စတရားဓမ္မနဲ့ပတ်သက်ပြီးတော့
သို့လောတွေးတော်ယုံမှားခြင်းဆိုတာတွေကလည်းကင်းလွတ်တယ်ကာမရာဂစိတ်တွေသူ့မှာကင်းတယ်ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးခံစားလို့တဲ့တဏှာရာဂစိတ်တွေသူ့မှာကင်းတယ်ဗျာပါဒစိတ်ထဲမှာအလိုမကျမှုဒေါသဖြစ်မှုမုန်းတီးမှုအညှို့တေးထားမှုဆိုတာလည်းသူ့မှာကင်းတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီပညာရတဲ့ကြောင့်မို့လို့သူဟာအနာဂံအဆင့်ရောက်သွားတာနဲ့သူ့မှာဩရံပါကိယတန်ရောစဉ်လို့ကာမဘုံမှာပြန်ပြီးတော့မွေးဖွားစေနိုင်တဲ့တန်ရောစဉ်တွေသူ့မှာမရှိတော့ဘူးဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့ပညာတရားဟာထက်မြက်ပြီးတော့နောက်ဆုံးကျတော့သူ့ရဲ့အထူးခြားဆုံးခုံကဘာလို့ဆိုရင်သူရှိတဲ့အရည်ချင်းကိုသူများသိမှစိုးတယ်နော်လောကမှာအဲ့ဒါကိုအပိစ္ဆခုံလို့ခေါ်တယ်လူသိမှမကြိုက်ဘူးသူခုံကိုမပြောဘူးမထုတ်ဖော်ဘူးလူသိမှဓမ္မစိုးတယ်ဒီထင်ပေါ်ကြော်ကြားခြင်းကိုမလိုလားဘူးလို့အပိစ္ဆခုံနဲ့ပြည့်စုံတယ်လို့တခါတော့ကမြတ်စွာဘုရားကသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုယဟန်တော်တွေကိုဟောတယ်သူဟာအံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးတွေရှိတဲ့အကြောင်းဟတ္တကမင်းသားဟာအံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးတွေရှိတဲ့အကြောင်းယဟန်တွေကိုဟောတော့ယဟန်တစ်ပါးကမနေ့ဆုံးခါချိန်မှာသူ့အိမ်ရောက်သွားပြီးတော့ပြောတယ်မင်းသားတဲ့မြတ်စွာဘုရားကဒီနေ့ညတရားထဲမှာထည့်ဟောတယ်တဲ့မင်းသားရဲ့ဂုဏ်အကြီးချင်းတွေကိုထည့်ဟောသွားတယ်တဲ့မင်းသားဟာဒီလိုဂုဏ်ကြီးတွေနဲ့ပြည့်စုံတယ်ဆိုတာမြတ်စွာဘုရားထုတ်ဖို့ချီးမွမ်းသွားတယ်ဆိုသူကဘာလျှောက်တုံးဆိုအရှင်ဘုရားတဲ့အဲ့ဒီတရားပွဲမှာလူဝတ်ကြောင့်တွေများပါသလားတဲ့လူဝတ်ကြောင့်တွေမပါဘူးတဲ့ယဟန်နေကြီးပဲဆိုတော်ပါသေးရဲ့တဲ့လူတွေသိမှသူစိုးတယ်ပေါ့သူရှိတဲ့ဂုဏ်ကိုဘယ်သူမှမသိစေချင်ဘူးသူကယဟန်နေတဲ့ပြောတာတော့သူသိပြီးတော့အေးမပါအေးမကြည့်ဘူးလူဝတ်ကြောင့်တွေကိုမသိစေချင်ဘူးသူ့ရဲ့အည်ချင်းတွေကိုအဲ့ဒါလို့လျှောက်ဖူးတဲ့စကားကိုကြောင်းပြုပြီးတော့မြတ်စွာဘုရားကအပိစ္ဆသူဟာဒီဂုံမလုတ်ချင်တဲ့ပုဂ္ဂိုလ်တူပဲအင်တမနာမည်ကြော်ကြားမှုကိုမလုံလားတဲ့ပုဂ္ဂိုလ်တူပဲလို့ဒီဟတ္တကမင်းသားကိုချီးကျူးတော်မူခဲ့တာဖြစ်ပါတယ်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်အာလဝီပြည်သို့ကြွသွားတဲ့အခါမှာအခုလိုဘလူစားခံရမဲ့အခြေအနေဘာမှမသိတဲ့ကလေးငယ်လေးဘဝကလွတ်မြောက်စေပြီးတော့အခုလိုတန်မိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ပြီးအများကောင်းကျိုးကိုဆောင်ရွက်နိုင်အောင်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးခဲ့တာဖြစ်တယ်။အဲ့ဒီတင်ပေးမှုဟာလောကသားတွေအတွက်ခဏတိုင်းလိုက်နာကျင့်သုံးအားထုတ်ကြမယ်ဆိုလို့ရှိရင်ဒီအကျိုးကျေးဇူးတွေကိုရကြမှာဖြစ်တယ်။အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဟတ္တကမင်းသားလေးယခုကဲ့သို့ဘဝမှာအသက်ရှင်ပြီးတော့အများရဲ့ကောင်းကျိုးကိုဆောင်ရွက်နိုင်အောင်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်မှန်ကန်တဲ့လမ်းကြောင်းကိုချမှတ်ခဲ့တာဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့လောကသားတို့ရဲ့အတွက်ကျိုးပန်းအထောက်မှုတရားဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားနာယူပြီးတော့လောကသားတို့အတွက်ကြိုးစားအထောက်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမတွေကိုနာခံမှတ်သားလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေ
သက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း